ကျွန်တော်အခုတော့ထပ်မလှုပ်ရှားမှုတော့မရှိတော့ပါဘူးသို့တော်လည်းပဲ follow up လုပ်တဲ့ငလေးတော့လှုပ်ပါတယ်ငလင်ကြောင့်ပြိုကျပျက်စီးသွားတဲ့တနာစရာအုတ်ခဲလုံးတွေကိုကျင်နာယူရစွာနှွေးထွေးမှုအပြီးနဲ့ကယ်ဆယ်ရေးလုပ်နေတဲ့လူတစုကိုကမ္ဘာတဝန်းနိုင်ငံအသီးသီးကရေပက်မဝင်အောင်ချီးမွမ်းပြောဆိုနေကြပါတယ်။ဘာလို့လဲဆိုတော့ယခုလက်ရှိမြန်မာနိုင်ငံငလင်လှုပ်ခတ်မှုမှာအခြားသောနိုင်ငံကကယ်ဆယ်ရေးတွေပါအားကျိုးမှန်တက်နဲ့လာရောက်ကူညီနေရချိန်မှာအင်ရှင်တွေဖြစ်ကြတဲ့ဒီလူတတိုက်ကလည်းထိခိုက်ဒဏ်ရာရနေတဲ့အုတ်ခဲလုံးတွေကိုအားကျိုးမှန်တက်ရေကုန်ရေခမ်းကူညီကယ်ဆယ်နေကြလို့ပါဒါဟာနိုင်ငံကိုဂုဏ်တက်စေပြီးကမ္ဘာရဲ့အတိမတ်ပြုခံရဖို့နံပါတ်1အရေးကြီးသောလုပ်ရက်ပါဒီအစီအစုကိုဥဆောင်နေတဲ့ကန်လိုက်ကိုမဲပြောင်ကတော့ကမ္ဘာကအင်တာဗျူးတာကိုခံလိုက်ရပါတယ်ကမ္ဘာတဝန်းကသတင်းမီဒီယာတွေရဲ့ရှေ့မှာစကားပြောနေရတာကြောင့်အင်ဒရီသိက္ခာမပြတ်အောင်ခေါင်းငုံပြီးပြောနေရတာကိုလည်းငင်းစရာမရှိပါဘူးဒီနောက်မှာမြန်မာနိုင်ငံမှာအာဏာအရဆုံးဖြစ်တဲ့သူ့ကိုတောင်ကျော်ပြီးအင်တာဗျူးရကောင်းလားဆိုပြီးပောက်ကွဲနေပါတော့တယ်သူကတော့မြန်မာနိုင်ငံကအစဲပွဲပေါင်းစုံစုတစိတ်ရရှိထားတဲ့နာမည်ကျော်အစဲခံလူသားတစ်ယောက်ဖြစ်နေပါတော့တယ်